hello မင်္ဂလာပါအခုကျွန်တော်ပြပြပေးမှာမြောက်ပြီးပြသားမှာကိုယ့်ရဲ့ user account နာကိုယ့်ရဲ့ user name ကိုတော့ဘယ်လိုချင်းရမလဲဆိုတာကျွန်တော်ပြပေးသွားမှာပဲအရင်ဆုံးကျွန်တော်ဒီ server မှာ control panel ကိုကျွန်တော် control panel ရင်သွားမယ်နော် control လို့ရလာရင်လည်းအပေါ်ဆုံးမှာ control pan ဆိုတာပေါ်လာပြီအဲဒါအကောင်လေး control pan လေးကိုနှိပ်ပြီးမှဝင်လိုက်မယ်ဒီ control pan နဲ့ရောက်သွားပြီဆိုရင်ကျွန်တော်တကယ်လို့ဒီမျိုးအများကြီးမပေါ်ဘူးဆိုရင်ဒီမှာနော်အပေါ်ဆုံးမှာဒီမျိုးပဲပေါ်ပဲဆိုရင်အပေါ်ဆုံးမှာဒီ view bar ဆိုတဲ့ဒီအဲ့မှာ larger icon ဆိုတာချိန်လိုက်ပြီးဆိုရင်ကျွန်တော်အောက်ဆုံးမှာဒီ user account ဆိုတာလေးကိုရှာပြီး user account လေးရှာပြီးရင်တပည့်ကလေးနှိပ်ပြီးမှဝင်လိုက်မယ်ဝင်ပြီးဆိုရင်ကျွန်တော်ဒီမှာအပေါ်ဆုံးမှာသူက change your account name ဆိုတာရှိတယ်အကော account လေးကိုရဲ့ဒီကျွန်တော်ကိုလက်ရှိမိုင်းစာမျက်ဆိုရဲ့ account လေးကိုကျွန်တော်နာမည် change နေဆိုရင် account လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးဆိုရင်ကို change တဲ့နာမည်လေးကိုရိုက်ထည့်ပြီးမှကျွန်တော်တို့ change name ကိုနှိပ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ရပြီရပြီဆိုတာကိုနှိပ်လိုက်ပြီးဒီမှာပြီးသွားပြီပေါ့နော်အဲ့ဒါပြီးရတယ်ဆိုရင်သူကဒီမှာတော့ချက်ချင်းတော့မ change သေးဘူးဒီမှာဆိုရင်ကိုချင်းလိုက်တဲ့မယ်တော့သူကဒီအတိကိုလူလောဆယ်ကိုချင်းလိုက်တဲ့မယ်တော့ဒီမှာတော့မရောက်သေးဘူးဒါပေမဲ့ကိုဘာလို့ပြရမစင်ကောင်းလေးကိုနှိပ်လိုက်မယ်ကိုက sync up ရင်လောက်ပြရမယ်နော်သူကဖုန်းနဲ့ Facebook တို့စပါနဲ့တူလဲစင်ကိုက reference ရေးလို့ပြရမှာပေါ့အဲ့ဆိုရင်ဒီကောင်လေး sync out လေးလုပ်ပြီးမှအခုကျွန်တော် sync out မလုပ်တော့ဘူးเนาะကျွန်တော်မှာ record လေးဖန်ထားလို့ record ပြတ်သွားမှာဆိုလို့ okay အားလုံးကျေးဇူးတင်ပါတယ်တကယ်လို့အဆုံးထိကြည့်ပေးတော့ကျေးဇူးတင်ပါတယ်တကယ်လို့ဟိုချင်းကိုတီးတဲ့ဟာကိုလည်းလို့တီးပြီးသားတက်ပြီးသားဆိုလဲချင်းကြည့်လို့ကျွန်တော်ကြော်လွှားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်